မင်္ဂလာပါရှင်မက်ဆီဖာဂူဆန်မြင်းကောင်ရီ102ကောင်နဲ့122ကောင်ထွန်ဆက်တည်းရဲ့စိတ်ဝင်စားစရာအချက်အလက်တွေကိုပြပြပေးသွားပါမယ်ရှင်အထူး special လေးစစ်2ခုတက်ဆင်ပေးထားပါတယ်ဒါအပြင်ဖုံသေးခဲတွေကိုစစ်ထုတ်ပေးတဲ့နောက်ထပ်လမ်းကြောင်းတစ်ခုတက်ဆင်ထားတဲ့အတွက်အင်ဂျင်ပျက်စီးမှုတန်ကိုလည်းပုံမကာကွယ်ပေးနိုင်ပါတယ်ရှင်လေးစစ်တွေပိတ်တာကြောင့်အင်ဂျင်နဲ့လေဝင်နှုန်းနည်းလာရင်ဒီအချက်ပြမီလေးလင်းလာပါတယ်ရှင်ဂီယာရှေ့မောင်း12ချက်နောက်မောင်း12ချက်အားလုံးကို synchronizer ဂီယာတွေသုံးပေးထားတဲ့အတွက်မောင်းရလည်းအရန်ကိုတက်တောင့်တက်တာဖြစ်စေပါတယ်ရှင်ကလန်နင်းကြမလို့ပဲဂီယာချက်ပြောင်းလို့ရတာစက်မောင်းသူတွေကိုတော်တော်အဆင်ပြေစေတယ်မပင်ပန်းတော့အလုပ်ပိုပြီးရပေါ့ရှေ့ကိုမောင်းကျင်နေဆိုရင်ဒီမောင်းတန်လေးကိုရှေ့ကိုရွှေ့လိုက်အောင်ပဲအဲ့ဒီအချိန်မှာရှေ့ကလက်တစ်ခုပဲအလုပ်လုပ်တယ်နောက်ကိုမောင်းကျင်နေဆိုရင်ဒီမောင်းတန်လေးကိုနောက်ကိုရွှေ့လိုက်အောင်ပဲအဲ့ဒီအချိန်မှာနောက်ကလက်တစ်ခုပဲအလုပ်လုပ်တယ်ပြောချင်တာကဒီဆက်မှာကလက်2ခုတောင်ပါတာကလတ်တလဲစီအလုပ်လုပ်ရတော့တက်တန်းပူရှိရှိသုံးလို့ရတာပေါ့ဟိုက်ဒရိုလစ်တင်ချခလုတ်တွေကလည်းလွယ်ကူချုံးမွေ့တယ်လို့စွမ်းဆောင်ရည်ရလည်းအမခန်းနိုင်လောက်အောင်ပဲ9တန်ထိအောင်မနိုင်နဲ့လေမြေပြုပြင်မှုအတွက်ဒိုဇာနဲ့လိုတာတက်ဆင်မှုမောင်းတဲ့နေရာလည်းအစင်းသင့်ပါပဲဆက်နာရီအပြင်ကီလိုမီတာဘယ်လောက်အထိမောင်းနှင်ပြီးခဲ့ပြီဆိုတာကိုလည်းဒီ LED screen မှာပြသပေးပါရဲ့ရှင်ထွန်ရက်ပြီးစီးခဲ့တဲ့မြေဧကတွေကိုလည်းမှတ်ပေးပါရရှင်။ဆက်မှာပြုပြင်ဖို့လိုအပ်ချက်တစ်ခုခုရှိလာပြီဆိုရင် dashboard ကနေအချက်ပြပေးပါတယ်။ဥပမာအင်ဂျင်ရဲ့ချောစီပေးစနစ်တွင်သာမကဂီယာရဲ့ချောစီပေးလမ်းကြောင်းတွေမှာပါစီတွန်းအားနည်းနေပြီဆိုရင်ဒီလိုအချက်ပြပေးပါရရှင်။ကျေးဇူးတင်ပါတယ်ရှင်။